လေးမှာခဏလောနာတဲ့ငငယ်ရဲ့ယုံကြည်ချက်လမ်းတွေလေသူတို့တွေ့ရှောက်ချင်ပါသေးတယ်အခုတော့ဟဲ့ဝန်နေစွာလမ်းခွဲပြရစီကွယ်ရွှေမအဘူးရွှေမအဘူးပါလေးမှာထားခဲ့
မှာမချင်နာတဲ့ကိုအစိမ့်လိုက်ခွဲသွားတယ် DJ